တမ်းမဲနေကြမှာလာတဲ့ဟိုကာလီမပဲတော့ပြောတာ ရိုက်ကွင်းရဲ့နောက်ွယ်ကဟိုကသပင်တက်အောင်ပြီးသေးဘူးလေကျွန်တော်စီစီကိစ္စဆိုကြောင်းရှာပေးနေတဲ့စီစီမစုရပါဘူး1962လောက်က position နဲ့သူကပေးနေတာရိုက်ကွင်းနောက်ွယ်ရဲ့နောက်ွယ်ဘာမှဟောဒီကအယောင်ကခံနေတယ်ဒီကောင်ကအယောင်ကြောင့် ဆိုတော့အဲ့ရထားမောင်းလိုက်မယ်မသူကဒီဘက်ကိုမျက်နှာပေးမှရတာ真的嘞，那么晚的。